ဒီနေ့ကလစီဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၄နှစ်ပြည့်အတွက်ဒီအထိမ်းအမှတ်အနေနဲ့ဒီရဲဘော်တွေအားလုံးအတွက်ရေးဖွဲ့ထားတဲ့ကြပြလေးတစ်ပုဒ်ကိုရွတ်ပြကြပါတယ်အားလုံးပဲနားတော်ရခန်းစားပြကြပါဦးနော်ကြပြလေးရဲ့ခေါင်းစဉ်ကတော့တော်လန်ညီကိုများသူတဲ့နားသင်ပါတော်လန်ညီကိုများသူရဲဘော်တို့ငါတို့ဟာမိခင်တို့လည်းအတူမစိုးခဲ့ရဘူးတမြေတဲ့ကြီးတရွာထဲနေတဲ့ကျောင်းနေပဲတငယ်ချင်းတွေလည်းမဟုတ်ဘူးငါတို့လျှောက်တဲ့လမ်းချင်းတူလို့လူချင်းတွေ့ရတာညီကိုရင်းကြမကတဲ့မြစ်တာတွေနဲ့တယောက်ကိုတယောက်အသက်ပေးစောင့်ရှောက်ရင်တော်လန်ခီးကိုလျှောက်ခဲ့တာငါတို့တက်မွေးနေ၄နှစ်တောင်ပြီးခဲ့ပြီငါတို့ဟာအစိုးဆုံးလောကရန်ကိုအတူကြော်ဖြတ်ခဲ့ကြတယ်မိသားစုလူငယ်ဘဝအနာဂတ်အိမ်မက်တွေကိုစွန့်လွတ်ခဲ့ရတယ်ငါတို့ကိုဖြုတ်ချသွားခဲ့တဲ့လက်ဖွားနွေးတွေလည်းရှိတယ်ရဲဘော်တို့ငါတို့ဟာကြုံခစ်မှာလူရမဝင်ရင်လို့အာနာရှင်စစ်ဖက်နှောက်ကနင်းပြဘဝကိုတေမာထက်ကြောက်လို့တရားမှုတောင်မှာထုံးဖို့ငါတို့ကိုယ်ပိုင်ဘဝအချိန်တွေကိုပဲ့အစားခံခဲ့ကြတယ်ကမ်းပြူခံခဲ့ကြတယ်ငါတို့ဟာခစ်တခက်ရဲ့သတိကံမျိုးဆက်တွေပဲငါတို့တနိုင်ငံလုံးမှာအာနာရှင်ကြောင့်အသက်တွေတည်ကြည်ဘဝတွေစုပ်ပြတ်ပြီးအနာဂတ်တည်သွားကြတဲ့သူတွေဘယ်နှဦးတောင်ရှိပြီလဲပစီကြီးမှာအိုးရင်းတွင်းမှာလက်ရကုံစာတင်ကျောင်းမှာကြာခဲ့ရတဲ့အပြစ်မဲ့ကလေးငယ်တွေရဲ့တွေ့အောင်ငါတို့စက်ကိုစက်ကြရမယ်တွေ့ကြွေးတွေပဲရဲဘော်တို့ငါတို့ဟာလူထုထံကိုကြီးမားတဲ့အလေကြောင်းတစ်ခုကိုယူဆောင်ပေးကြရမယ်ငါတို့ကြောက်လန့်နေတာလူထုထမ်းတင်ထားတဲ့ပခုံးသားပေါ်မှာငါတို့တနက်ပြောင်းဟာရန်သူဥကောင်းတွေအတွက်ပဲငါတို့တနက်ပြောင်းဟာအာနာရှင်ဥကောင်းတွေအတွက်ပဲရဲတဲ့ရဲမှန်နဲ့အာမန်ဝင်းမှငါတို့တွေအောင်ပွဲခံအလံချိတ်နိုင်မှာငါတို့တွေအောင်ပွဲခံအလံလွှင့်နိုင်မှာဆွေးနွေးကြမရှိတဲ့သွေးကြွေးကိုစက်ကြတဲ့ပွဲဖို့ဆွေးနွေးကြမလို့တဲ့သွေးကြွေးကိုယူကြရမယ်ပွဲဖို့ရဲဘော်တို့ငါတို့တွေရန်ငါပြက်ကြပါစို့ကလစီဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တည်ထောင်ခြင်းဒီနေ့ပြည့်အထိမ်းအမှတ်နေ့အတွက်ဤကြပြလေးကိုမှတ်တမ်းနေဂုဏ်ပြုရေးဖွဲ့ပြုစုပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နော်